Yeah, raw, dinero, shadow horizon, motion to no kind of method basis practice. So he saw there, Bosali, you, the Chia. Okay, question number 1 is in Chachima, no? Question number 1 will be a particle pass through the point A with speed 31 meters per second. So a particle to Kuga point A and B or pass through the Padwame, no? Point A and B 31 meters per second and Padwame. Moving along a straight horizontal path. Below dominant horizontal line in one with constant deceleration 2.5 meters per second square. So, who near the acceleration is about Shugame. A hoodie maga deceleration will be a no good equal to minus 2.5 meters per second square. I don't know deceleration will be all not at a chair. Not a check of the particle 31 meters per second 20 ပါတယ်လို့ပြောတယ်။သွားနေတယ်သူက deceleration ဆိုတော့ဗာလေအရှိန်ရော့တော့မှာဟုတ်ပြီနောက်ဆက်ကြည့်မယ်။ The particle passes through the point B အဲ့ဒီ particle ကတဲ့ B ကိုဖြတ်သွားတဲ့အချိန်မှာတဲ့အချိန်အားဖြင့်12 second ကြာမယ် after passing through E အဲ့တော့ဆိုလိုချင်တာကတော့အမှတ် A နဲ့အမှတ် B နဲ့ရှိမယ်။အမှတ် A မှာ velocity က31 meter per second ရှိတယ်။ acceleration ကအရှိန်လျှော့သွားမယ် minus နဲ့ထွက်မယ်အဲ့ဒါဆိုလို့ရှိရင်ဆိုလိုချင်တာကတော့ကျတော့ဗာလဲဆိုတော့ initial velocity လို့ခေါ်တဲ့ u က31 meter per second ဖြစ်မယ်ပြီးရင် acceleration a က minus 25 meter per second square ဖြစ်မယ်ပြီးရင်အချိန်က t က12 second ဖြစ်မယ်ကဲဒါဆိုရင်ရှာခိုင်းတာကိုကြည့်ရအောင် determine the speed of particle passes through b အဲ့တော့ B ကိုဖြတ်သွားတဲ့အခါမှာသူ့ရဲ့ speed ကိုရှာပါတယ်အဲ့လိုပြော B ကိုဖြတ်သွားတဲ့အခါမှာ speed ဆိုတာတခြားမဟုတ်ဘူးအဲ့ဒါ final velocity ကိုပြောတာဟို A မှာရှိတာက initial velocity B မှာရှိတာက final velocity အဲ့ဒါကိုပြောတာအဲ့တော့အဲ့ဒီတွေအခုဒီမှာကျွန်တော် given နေချရေးလိုက်တယ် U က31 meter per second square A က minus လေးပါနော် minus ပါတာက deceleration လို့25 meter per second square ဟုတ်ပြီပြီးအချိန် t က12 second ပဲရှိမယ်ရှာခိုင်းတာပါလေ v ကိုလို့ရင်းတယ်ကြည့်အဲ့ဒီတော့ခုနေ့ကကျတော့ equation ၄ချောင်းရှိရတဲ့မှာပထမ equation ကိုသုံးလိုက်မှာ v equal to u plus at အဲ့ဒါကိုသုံးလိုက်မှာ u plus at သုံးတော့ v ကိုလို့ရင်းတယ်ဆိုတော့ u ကတည်တယ်31ပြီးရင် minus a ကတည်တယ်2.5 2.5 ဟုတ်ပြီminus 2.5ပြီးရင် t က12လို့ထည့်တော့နောက်ဆုံးတော့ဆိုဘာရမလို့ v equal to 1 meter per second square လို့ရလာတယ်အဲ့ကြမှာဒီမှာစာအုပ်မှာပါတဲ့အဖြေ1 meter per second square ကိုရအောင်အဲ့တော့ဒီပု္ပ္ပစာကိုကျွန်တော်သုံးသပ်ကြည့်ရင်မဖြစ်မလဲဆိုတော့ equation တွေရထားမယ်ဟိုနေ့ကဆရာပြောတဲ့ equation ၄ခုကိုရထားမှာဒါတွေကဖြေနိုင်မှာဖြစ်တယ်ဒါ question number 1ပြီပေါ့နော်ဟုတ်ပြီကဲ question number 2ကိုဆက်ကြည့်အောင် question number 2ကကြတော့ a particle passes through the point A with the speed 35 meter per second ဒါဆိုတော့ဖြစ်ရတဲ့တူတူပဲ velocity ပဲပြောင်းသွားတာparticle တခုကတဲ့ point A ကို35 meter per second နဲ့ဖြတ်သွားမယ်ဟုတ်ပြီ moving along the straight horizontal path with the constant deceleration ဒီနေရာမှာလည်းလာပြီ deceleration လို့ပြောရတဲ့ a တန်မိုးဒီ -0.8 meter per second square ဖြစ်ရမယ်ဒါတစ်ချက်နောက်တစ်ခု a particle passes through the B တဲ့ B ကိုဖြတ်သွားမယ်ပြီးရင်50 second after passing through A အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဒီ question number 1နဲ့ question number 2နဲ့ကပု္ပ္ပစာသဘောတရားချင်းအားလုံးတူတူပဲကဏ္ဍပဲချင်းသွားတာ u တန်မိုးဒီ35ဖြစ်သွားတယ် a တန်မိုးဒီ -0.8 ဖြစ်သွားတယ်ပြီးအချိန်ဒီ50 second လို့ဖြစ်သွားတယ်ဒါပဲရှိတယ်ဟုတ်နော် given နေနဲ့ပြောင်းသွားတယ်နောက်တစ်ခုရှိတာရှာခိုင်းတဲ့အခါကျတော့ဘာသွားရှာခိုင်းလဲဆိုတော့ find the distance ဆိုတော့ a နဲ့ b နဲ့အကွာအဝေး distance ကိုပဲလိုချင်တာdistance လို့ပြောမယ်ဆိုရင်ဆရာတို့ကဘာပြောလဲ s လို့ပြောအောင်ပေါ့နော်ဟုတ်ပြီ s ကိုရှာမယ်ဆိုလို့ရှိရင် s ရဲ့ပုံသဏ္ဍာန်ရှိတယ်အရင်က given ချရေးတယ် u သိတယ်35 a သိတယ် -0.8 လိုချင်တာက s ကိုလိုချင်တာ t သိမယ်50 second အဲဆိုရင် s ရဲ့ပုံသဏ္ဍာန်ရှိတယ်ဘာရှိလဲဆိုတော့ဟိုနေ့ကဆရာပြောတဲ့ equation number 3 s is equal to ud plus 1 minus ad square ဆိုပြီးတော့ဒါတွေကိုအစားသွင်းလိုက်တဲ့အခါမှာနောက်တော့
SCC ကိုတူအဖြေထွက်လာနိုင်တယ်အဲ့တော့ equation number 1ကိုလည်းသုံးသွားပြီနံပါတ်1 question 1က equation number 1ကိုသုံးတယ် question number 2က equation number 3ကိုသုံးသွားတာတွေ့ရတယ်ဒါဆိုကျွန်တော်နှစ်ပုတ်ရတယ်ဟုတ်ပြီနော်နောက်တစ်ပုတ်ဆက်ကြည့်အောင် question number 3ကဲ question number 3ကိုဒီမှာ star ကိုအောင်ပြထားတယ်ဟုတ်ပြီကဲဆက်ကြည့်ကြအောင် A particle passes through A with a speed 5 meter per second particle တစ်ခုကတဲ့ point A ကိုဖြတ်သွားမယ်တဲ့8 meter per second တော့ကျတော့အဲ့ဒါဒီ u initial velocity ဖြစ်မယ်ဟုတ်ပြီနော် moving along through the horizontal path horizontal နဲ့သွားမယ် deceleration မဟုတ် constant acceleration ဟုတ်ပြီအဲဆို constant acceleration လို့ပြောပြီးဆိုဒါ e တန်ဖိုးဒီ2 meter per second square ပဲဖြစ်မယ်ဟုတ်ပြီနော် acceleration ကဲနောက်တတ်ပေးသေးတယ် particle passes through the point B B ကိုဖြတ်သွားတဲ့အခါမှာတဲ့ AB ကတဲ့ 56.25 meter ဖြစ်တယ်ဒါဆိုရင်အဲ့ဒီကောင်ကဘာလဲဆိုတော့distance ကိုပေးတာ A နဲ့ B နဲ့ကွာ distance ကိုပေးတာရှာခိုင်းတာကြည့်ရအောင် find the speed of the particle at passes through B B မှာဖြတ်သွားမယ် particle ရဲ့ speed ကိုရှာပါတယ်အဲ့ဒါဆိုတော့ final velocity ကိုပြောတာဟုတ်ပြီအဲ့တော့ final velocity ကိုရှာခိုင်းတာလို့ဆရာတို့နားလည်ထားရမယ်ကဲဒါဆိုရင်တွက်တာလေးချက်ကြည့်ကြအောင်ပထမ8 meter per second square က initial velocity ဖြစ်မယ်ပြီးရင် acceleration က2 meter per second square ဖြစ်မယ်ပြီးရင် A နဲ့ B နဲ့အကွာအဝေးဆိုတဲ့ S က 56.25 meter ဖြစ်မယ်ပြီးရင်ဆရာတို့ကဘာသိရမှာလဲဆိုတော့ဘွေသိရမှာပေါ့နော်ဘွေကိုရှာကြည့်မှာပေါ့ဟုတ်ပြီအဲ့တော့ v square equal to u square plus 2es ဆိုတဲ့ equation number 2ကိုသုံးမယ်เนาะ equation number 2ကိုသုံးမယ် equation number 2ကိုသုံးပြီးမှသူ့ရဲ့ final velocity ကိုတွက်သွားမယ်ကဲ u သိတယ်2 acceleration သိတယ် s သိမယ်အစားသွင်းလိုက်တာပဲလေအဲ့တော့ဘာကလဲဆိုတော့70 meter per second ဆိုပြီးရလာမယ်ကဲဒါဆိုရင်ကျွန်တော်တို့သုံးဖို့ရပြီကဲနောက်၄ပုံမြောက်ကြည့်အောင် A particle passes through the point A with velocity 6 meter per second particle တခုကတဲ့ point A ကိုဖြတ်သွားမယ်6 meter per second နဲ့သိကြတယ်အဲ့ဒါ u moving along the straight horizontal path with a constant acceleration as acceleration a ရှိရတော့ပြောမထားဘူး A particle passes through the point B point B ကိုဖြတ်သွားမယ် velocity 30 meter per second နဲ့အဲ့ဒါ final velocity လို့ခေါ်တယ်ဘွေအပေါ်က6 meter per second က u ဟုတ်ပြီ u သိတယ်ဘွေသိတယ်ပြီးရင်လာမယ်အချိန်15 second after passing through A A ကိုဖြတ်ပြီးတော့15 second ကြာတဲ့အခါမှာလို့ပြောတယ်ဟုတ်ပါတော့အဲ့တော့ find the distance AB AB ရဲ့ distance ကိုရှာပါတဲ့လို့ပြောတယ်ဒါဆိုရင်ကျွန်တော် given လေးခြားကြည့်လိုက်မယ် u သိတယ်6 meter per second ဟုတ်ပြီပြီးအချိန်တည်တည်တယ်50 second ဘွေတည်တယ်30 meter per second ဘယ် equation သုံးပါလဲဆိုတော့ number 4 equation သုံး s is equal to u plus v by 2 into t ဆိုတော့ဟောဒါလေးတည်တာနိ u တည်တယ်ဘွေတည်တယ် t တည်တယ်ဒါကြောင့်မလို့ s is equal to u plus v by 2 into t ဆိုပြီးတော့ဒီတန်ဖိုးတွေအစားသွင်းလိုက်တယ်အဲ့ဒီမှာအဖြေထွက်သွားတာဟုတ်ပြီဒါက question number 4ဖြစ်မယ်။ Okay question number 5ကိုဆက်သွားရအောင်။ A particle passes through point A with the velocity v meter per second အဲ့ဒီကတန်ဖိုးပေးမထားဘူး။ဒါပေမဲ့0တဲ့ကြီးရဲ့ရပြီစမှတ်မယ်။ Moving along the straight horizontal path with constant acceleration 5.5 meter per second square ဒီနေရာမှာ0ကinitial velocity ကိုတန်ဖိုးပြီးမထားဘူးသို့တော့ acceleration ကိုတော့ပေးထားတယ် 5.5 ကိုပေးထားတယ်ရေးဆက်ကြည့်အောင် particle passes through point B with the velocity 80 meter per second အဲ့ဒီကအမှတ် B ကိုဖြတ်သွားမဲ့ velocity ဖြစ်တဲ့သူဒီfinal velocity ကိုခေါ်တဲ့ဘွေဖြစ်မယ်အပေါ်ကောင်က u ဖြစ်မယ်နော် u တန်ဖိုးပေးမထားဘူးဒါပေမဲ့0ထက်တော့ကြီးတယ်တဲ့ဘွေတန်ဖိုးတော့ပေးထားတယ်ပြီးအချိန်ကိုလည်းပေးထားတယ်ကဲရှာခိုင်းတာကိုကြည့်အောင်ရှာခိုင်းတာကတော့ distance from A to B A နဲ့ B နဲ့ distance ကိုရှာပါတယ်ဒါဆိုရင်ကျွန်တော်အဲ့ဒါတွေတော့ဘွားအတွက်ဒီ equation တွေသိရမလဲဒီဘက်နဲ့ရင်ချရေးဦးမယ် A သိတယ်
A တည်တယ် A ချရလိုက်တယ် D တည်တယ် D လည်းချရလိုက်တယ် final velocity လို့ခေါ်တဲ့ V တည်တယ်အဲ့ဒီမှာတော့ကျတော့ U တိမထားဘူး U တိမထားဘူး data လိုက်မယ်ဒါပေမဲ့ရှာခိုင်းတာကတော့ A နဲ့ B ကွာဝေးဆိုတာ S ကိုပြောတာ S က displacement ဟုတ်ပြီအဲ့တော့ဒီ equation ကိုတွက်မယ်ဆိုတော့ဒီ formula နဲ့လည်းတွက်လို့ရတယ်တခြား formula အောက်မှာရှိတော့တာလေးလည်းနှစ်မျိုးတွက်လို့ရတယ်ဟုတ်ပြီလို့တွက်မလဲဆိုတော့အပေါ်ဟာလေးကိုကြာအရင်ကိုရှင်းပြတယ် S is equal to VD minus 1 minus AD square အဲ့ဒါနဲ့တွက်တော့လဲရတယ်ဘာကြောင့်လဲဆိုတော့ V တိတယ် T တိတယ်နိ V တိတယ် T တိတယ် A တိတယ်ဆိုတာဖြစ်တဲ့အတွက်အဲ့ဒါတွေလည်းဆရာတို့တွက်သွားလို့ရတယ်ဒါပေမဲ့အဲ့လိုမတွက်ဘူးနောက်တစ်မျိုးတွက်မယ်ဆိုလို့ရှိရင်ဆိုတော့ဘာလို့တွက်ရမလဲနှစ်ဆင့်တော့ပြန်တွက်ရမှာလေလားဘယ်လိုနှစ်ဆင့်တွက်မလဲဆိုတော့ပထမခုဒီမှာဆိုလို့ရှိရင် A တိတယ် V တိတယ် T တိတယ်အဲ့ဒီကနေပြီးမှ U ရှာလို့ရတယ်ဒီမှာစားပေးမှာ V equal to U plus AD V ကိုထည့်တယ် U ကမသိဘူး A တန်မှုထည့်မယ် T တန်မှုထည့်မယ်အဲ့ချိန်မှာ U တန်မှု3ဆိုထွက်လာမယ်U တန်မှုရပြီဆိုလို့ရှိရင်S is equal to U plus V by 2 into T ဆိုပြီးတော့ equation number 4ရှိတယ်အဲ့ဒီ number 4နဲ့တွက်မယ်ဒီကောင်က1ပေါ့နော်1နဲ့4နဲ့ကိုနှစ်ခါသုံးလိုက်တဲ့အခါမှာဒါတော့ဒီ equation ကြီးရလာလိမ့်မယ်ဟုတ်ပြီနော်နောက်ဆုံးကြည့်ရတော့981 581 meter ဆိုပြီးရလာမယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီ exercise 5ဖို့ပေါ့နော်